ချစ်ရတဲ့မျိုးတွေအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဗျာနော်6ရက်နေ့မနက်ခင်း12နာရီ10မိနစ်တွက်ပါကျွန်တော်လိုက်ကိုဝင်ရောက်ကြည့်ရှုအားပေးသွားတဲ့မိသားစုဝင်တွေမျိုးတွေဖုန်းရမှန်လေးကိုတယောက်ကို2ချက်စီလေးတွေတောက်ပေးသွားကြပါအောင်ဗျာနော် channel ကို subscribe မလုပ်ရသေးတဲ့လူသစ်တွေများပါလာခဲ့တဲ့ဆိုရင်လည်းဖုန်းရဲ့ဒီဖုန်းမှာကျွန်တော်တို့ဒီ channel လေးကို subscribe လုပ်ဖြစ်အောင်လုပ်ပေးသွားကြပါအောင်ဗျာနော်ဟုတ်ပြီမျိုးတွေအဲ့တော့ခုနေ့မနက်ခင်းသေးတို့ကကျွန်တော်တို့ဘလိုတွေကြာနေလဲဆိုဟိုက်မှာတစ်ချက်ကြည့်ပေးဗျာနော်ကျွန်တော်မနက်ခင်းသေးမှာကြာသွားတယ်ဟာဒီ3ည8က3ညထိတ်အတ္တိ3ညကြောင်းတဲ့မျိုးတွေနော်အတ္တိ3ညကြောင်းတဲ့ဟာဒီခဏ3လုံးပေါင်းခြင်းကို3ညလို့ဖြစ်ပေးပါတယ်တဲ့ဟာဒီ3ညကြောင်းတဲ့ကျွန်တော်တို့ဟာဒီက3ည8က8ဘိတ်မနက်ခင်းသေးမှာကြာသွားတယ်တစ်ပူးကတစ်ထိတ်တစ်ကိုကတစ်ထိတ်ဒီခဏ3လုံးပေါင်းခြင်းကိုကျွန်တော်တို့3ညလို့ပြန်ဖြစ်ပေးပါတယ်တဲ့ဟုတ်ပြီနော်အဲ့ဒါဆိုကျွန်တော်တို့နောက်တစ်ချက်ဟာဒီမှာကြည့်မနက်ခင်းသေးမှာကြာသွားတယ်ကျွန်တော်တို့တစ်ကိုကဟာဒီတစ်ထိတ်အဲ့ဒီတစ်ထိတ်ကြောင်းတဲ့ကျွန်တော်တို့ကကဏ္ဍ3လုံးပေါင်းခြင်းကိုကျွန်တော်တို့ကတစ်လို့ပြန်ဖြစ်ပေးရမှာဟာဒီမှာကြည့်ကျွန်တော်တို့မနက်ခင်းသေးမှာကြာသွားတယ်3ည9က6ဘိတ်သူ့အောင်မှာကြာသွားတယ်3ည9 3ညထိတ်29က2ထိတ်ဒီကဏ္ဍ3လုံးပေါင်းခြင်းကိုကျွန်တော်တို့ကတစ်လို့ပြန်ဖြစ်ပေးပါတယ်တဲ့ဟုတ်ပြီနော်အဲ့ဒါဆိုနောက်တစ်ချက်ဟာဒီမှာကြည့်မျိုးတွေကျွန်တော်တို့မနက်ခင်းသေးမှာကြာသွားတယ်29က2ထိတ်ဟာဒီ2ထိတ်ကြောင်းတဲ့ကျွန်တော်တို့ကကဏ္ဍ3လုံးပေါင်းခြင်းကို2လို့ဖြစ်ပေးရမှာပါတဲ့အဲ့ဒီမှာကြည့်29က6ဘိတ်မနက်ခင်းသေးမှာကြာသွားတယ်36က3ထိတ်3ည6က3ညထိတ်ဒီကဏ္ဍနှလုံးပေါင်းတော့3အဲ့ဒီ3ကိုဟာဒီက2လှမ်းပေါင်းတော့ကျွန်တော်တို့က2လို့ရပါတယ်တဲ့ဟာဒီ3ညကြောင့်ဒီကဏ္ဍ3လုံးပေါင်းခြင်းကို3ညဟာဒီ1ကြောင့်ဒီကဏ္ဍ3လုံးပေါင်းခြင်းကို1ဟာဒီ2ကြောင့်ဒီကဏ္ဍ3လုံးပေါင်းခြင်းကို2ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ခုနေ့မနက်ခင်းသေးတက်ကဟာဒီမှာကြည့်မျိုးတွေကျွန်တော်တို့3ည6ကဟာဒီ3ညအဲ့ဒီ3ညကြောင့်နဲ့ကဏ္ဍ3လုံးပေါင်းခြင်းကို3ညလို့ဖြစ်ပေးရမှာပါတဲ့အဲ့ဒါဆိုဟာဒီမှာကြည့်ကျွန်တော်တို့3ည6က6ဘိတ်မနေ့ကမနက်ခင်းသေးမှာကြာသွားတယ်85 8ထိတ်အခုတွေမနက်ခင်းသေးကြာမယ်ထိတ်စည်းနဲ့ဒီကဏ္ဍ3လုံးပေါင်းခြင်းကိုကျွန်တော်တို့က3ညလို့ဖြစ်ပေးမယ်ဆို86နှလုံးပေါင်း4ရှိတဲ့အတွက်ကျွန်တော်တို့3ညဖြစ်အောင်ဆိုရင်မျိုးတွေကျွန်တော်တို့ကဟာဒီမှာ6ထိတ်လို့ထည့်ပေးရမှာပါတဲ့3ညဖြစ်အောင်ထည့်မယ်ဆိုရင်ကျွန်တော်တို့က6ထိတ်ပါတယ်ဗျာနော်ဒါကြိုက်တဲ့မိသားစုတွေမျိုးတွေလိုက်သုံးပါဗျာနော်မကြိုက်တဲ့မျိုးတွေကတော့ကြော်သွားလို့ရပါတယ်ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့နောက်တစ်ဆိုင်သွားမယ်နောက်တစ်ဆက်ကဟိုက်မှာကြည့်မျိုးတွေကျွန်တော်တို့မနက်ခင်းသေးမှာကြာသွားတယ်3ည8 3ည8က8ဘိတ်ဟာဒီ3ည8က8ဘိတ်သူ့အောက်မှာကြာသွားတယ်တစ်ပူးက1ဘိတ်ဒီနှလုံးပေါင်းခြင်းက6ပါတဲ့အဲ့ဒီနှလုံးပေါင်းခြင်း6ကိုမနက်ညနေခင်းသေးမှာကြာသွားတယ်30က3ထိတ်နဲ့လှမ်းပေါင်းဒီကဏ္ဍ3လုံးပေါင်းခြင်းကိုမျိုးတွေကျွန်တော်တို့ဘာလို့ရလဲ8တစ်နှလုံးပေါင်းတော့6နဲ့3နဲ့ပေါင်းတော့ကျွန်တော်တို့က2လို့ရပါတယ်တဲ့အဲ့ဒီကဏ္ဍ3လုံးပေါင်းခြင်း2ဖြစ်လို့တဲ့ဟာဒီမှာကြည့်နော်မနက်ခင်းသေးမှာကြာသွားတယ်3ည8က3ညထိတ်တစ်ပူးက1ထိတ်တစ်ကိုက1ထိတ်ဟာဒီကဏ္ဍ3လုံးပေါင်းခြင်းကိုကျွန်တော်တို့2လို့ပြန်ဖြစ်ပေးပါတယ်တဲ့ဒီ3လုံးပေါင်းခြင်း2ဖြစ်လို့ဒီ3လုံးပေါင်းခြင်းကိုလည်းကျွန်တော်တို့က2လို့ဖြစ်ပေးပါတယ်တဲ့ဟုတ်ပြီနော်အဲ့ဒါဆိုကျွန်တော်တို့နောက်တစ်ချက်သူ့အောက်တပင်ကျော်မှာကြည့်မျိုးတွေကျွန်တော်တို့မနက်ခင်းသေးမှာထပ်သွားတဲ့3ည9 5ဘိတ်29က6ဘိတ်9 9နှလုံးပေါင်းတော့4ညနေခင်းသေးမှာထွက်သွားတဲ့1 8က1ထိတ်နဲ့လှမ်းပေါင်းဒီ3လုံးပေါင်းခြင်းကို9ပါတဲ့အဲ့ဒီ3လုံးပေါင်းခြင်း9ဖြစ်လို့ကျွန်တော်တို့ကထိတ်စီး3လုံးပေါင်းခြင်းကို9ဖြစ်ပေးရမှာပါတဲ့ဟိုက်မှာကြည့်3ည9 3ညထိတ်29က2ထိတ်36က3ထိတ်ထိတ်စီး3လုံးပေါင်းခြင်းကို9လို့ပြန်ဖြစ်ပေးပါတယ်တဲ့ဟုတ်ပြီနော်အဲ့ဒါဆိုကျွန်တော်တို့ခုနေ့မနက်ခင်းဆွေးတက်ကဟာဒီမှာကြည့်မျိုးတွေကျွန်တော်တို့3ည30 sorry 3ည6က6ဘိတ်မနက်ခင်းသေးမှာကြာသွားတယ်85 5ဘိတ်ဒီနှလုံးပေါင်းတော့1ညနေခင်းသေးမှာထွက်သွားတယ်30ခွန်3ထိတ်နဲ့လှမ်းပေါင်းကဏ္ဍ3လုံးပေါင်းခြင်းကို4ပါတဲ့အဲ့ဒီ3လုံးပေါင်းခြင်း4ဖြစ်လို့တဲ့ဟာဒီမှာကြည့်နော်ကျွန်တော်တို့မနက်ခင်းသေးမှာကြာမယ်ထိတ်စီး3လုံးပေါင်းခြင်းရလဲ4လို့ဖြစ်ပေးရမှာပါတဲ့ဒီမှာထိတ်စီးနှလုံးပေါင်းခြင်းကို3ည8နှလုံးပေါင်း8ရှိနေတဲ့အတွက်ကျွန်တော်တို့ကဘာထိတ်ဝင်ပေးမှမျိုးတွေ4ဖြစ်မှာတော့ဒီ3လုံးပေါင်းခြင်း4ဖြစ်လို့ထိတ်စီး3လုံးပေါင်းခြင်း4ဖြစ်မယ်ဆို8ရှိတဲ့အတွက်ကျွန်တော်တို့က
6ထိပ်လို့ထည့်ပြီးမှ4ဖြစ်မှာပါတဲ့မျိုးတွေနော်ဒါလည်း6ထိပ်ပါပဲဗျကြိုက်တဲ့မိသားစုဝင်တွေမျိုးတွေသုံးလို့ရပါတယ်ဗျနော်ဒါလည်း6ထိပ်ပါပဲမကြိုက်တဲ့မျိုးတွေကတော့ကြော်သွားပါဗျနော် channel ကို subscribe မလုပ်ရသေးတဲ့လူသစ်တွေကလည်း subscribe လုပ်သွားပါဦးဗျနော်လိုက်မပေးရသေးတဲ့မျိုးတွေလိုက်ဝင်ရောက်ကြည့်ရှုအားပေးနေတဲ့အားပေးသွားတဲ့မျိုးတွေကအကုန်လုံးကဖုံးရမှန်လေးကိုတယောက်ကို2ချက်စီလေးတွေတောက်ပေးသွားကြပါအောင်ဗျနော်ဟုတ်ပြီမျိုးတွေအဲ့တော့ကျွန်တော်တို့က6ထိပ်ရပြီအဲ့ဒီ6ထိပ်ကိုဟာဒီဘက်မှာကျွန်တော်အပိတ်လိုင်းလေးပြပေးမယ်ကြိုက်နှစ်သက်မှုရှိတဲ့မိသားစုတွေမျိုးတွေလိုက်သုံးလို့ရအောင်ဟုတ်ပြီဗျနော်မနက်ခင်းသေးမှာကြာသွားတဲ့4 9နှလုံးပေါင်းတော့3ပါတဲ့4 9နှလုံးပေါင်းတော့3တဲ့အဲ့ဒီ3ဖြစ်အောင်ကျွန်တော်တို့ကအောက်မှာဘလို့ရိုက်လဲဟာဒီမှာကြည့်မျိုးတွေကျွန်တော်တို့အောက်မှာကြာသွားတဲ့ညနေခင်းသေးမှာကြာသွားတဲ့25 5ပိတ်သူ့အောက်မှာကြာသွားတဲ့41က4ထိပ်ဒီနှလုံးပေါင်းတော့9အဲ့ဒီ9မနက်ခင်းသေးမှာကြာသွားတဲ့29က9ပိတ်နဲ့လှမ်းပေါင်းဒီ3လုံးပေါင်းကြီးကိုမျိုးတွေကျွန်တော်တို့ဘာလို့ရလဲရှစ်လို့ရပါတယ်တဲ့ဒီနှလုံးပေါင်းက3ပါဝါ8 38အတန်မြောင်ကျွန်တော်တို့ကထည့်ပေးရပါလားပါတယ်တဲ့ဟုတ်ပြီနော်38အတန်မြောင်ဆိုဒီနှလုံးပေါင်းတော့9နဲ့ပေါင်းတော့ကျွန်တော်တို့ကရှစ်လို့ရပါတယ်ဒါမှဒီနှလုံးပေါင်း3ပါဝါ8 38အတန်မြောင်ထည့်ပေးတာပါတဲ့ဟုတ်ပြီအဲ့ဒါဆိုနောက်တစ်ချက်ကြည့်မယ်မျိုးတို့ဟာဒီမှာကြည့်ကျွန်တော်တို့နှလုံးပေါင်းချင်းက8ပါတဲ့နှလုံးပေါင်းချင်း8ဖြစ်လို့8ပါဝါ3တန်ထွက်အောင်ကျွန်တော်တို့ကရိုက်ပေးရမှာပါတဲ့8 3တန်မြောင်ရိုက်ပေးရမှာတဲ့ဟာဒီမှာကြည့်ညနေခင်းသေးမှာထွက်သွားတဲ့41က1ပိတ်ညနေခင်းသေးမှာထွက်သွားတဲ့18က1ထိပ်နှလုံးပေါင်းတော့2မနက်ခင်းသေးမှာထွက်သွားတဲ့နောက်ပိတ်နဲ့3လုံးပေါင်းချင်းကိုကျွန်တော်တို့က38တန်မြောင်ထည့်ပေးရတာပါတဲ့ဟုတ်ပြီဗျာနော်အဲ့ဒါဆိုကျွန်တော်တို့နောက်တစ်ချက်ကဟာဒီမှာမျိုးတွေကျွန်တော်တို့တစ်ပူးနှလုံးပေါင်းတော့2ပါတဲ့နေ့ဆိုတော့ကျွန်တော်တို့က2ပါဝါခွန်တန်ထွက်အောင်ကျွန်တော်တို့ကရိုက်ပေးရမှာ2ခွန်တန်ထွက်အောင်ရိုက်ပေးရမှာဟုတ်ပြီအဲ့ဒါဆိုဟာဒီမှာကြည့်18က8ပိတ်8ပူးက8ထိပ်8နှလုံးပေါင်းတော့6မနက်ခင်းသေးမှာထွက်သွားတဲ့36က6ပိတ်နဲ့လှမ်းပေါင်း3လုံးပေါင်းတော့ကျွန်တော်တို့က2လို့ရပါတယ်တဲ့ဒါမှကျွန်တော်တို့ဒီနှလုံးပေါင်းချင်း2ပါဝါခွန်တန်မီအောင်ရိုက်ပေးရမှာပါတဲ့ဟုတ်ပြီနော်အဲ့ဒါဆိုကျွန်တော်တို့နောက်တစ်ချက်သွားမယ်ဟာဒီမှာကြည့်ကျွန်တော်တို့က1 9နှလုံးပေါင်းတော့3ညပါဝါ9 3ည9အတန်မီအောင်ကျွန်တော်တို့ကရိုက်ပေးရမယ်တဲ့ဟာဒီမှာကြည့်ညနေခင်းသေးမှာထွက်သွားတဲ့8ပူးက8ပိတ်မနက်ခင်းညနေခင်းသေးမှာထွက်သွားတဲ့25 2ထိပ်နှလုံးပေါင်းတော့3ညမနက်ခင်းသေးမှာထွက်သွားတဲ့85 5ထိပ်နဲ့လှမ်းပေါင်းဒါမှကျွန်တော်တို့ကနှလုံးပေါင်းက3ညပါဝါ9 3ည9အတန်မီအောင်ထည့်ပေးရမှာပါတဲ့ဟုတ်ပြီအဲ့ဒါဆိုကျွန်တော်တို့ခုနေ့မနက်ခင်းသေးတော့ကဟာဒီမှာကြည့်နှလုံးပေါင်းချင်း9ဆိုတော့ကျွန်တော်တို့က9ပါဝါ3ညအတန်မီအောင်ရိုက်ပေးရမှာ9ပါဝါ3ညအတန်မီအောင်ရိုက်ပေးရမှာဆိုတော့ဟာဒီမှာကြည့်မျိုးတွေနော်25 5ပိတ်30ခွန်က3ထိပ်နှလုံးပေါင်းတော့8ခုနေ့မနက်ခင်းသေးကြမဲ့နောက်ပိတ်နဲ့ကျွန်တော်တို့က3ည9အတန်မီအောင်ရိုက်ပေးရမယ်ဆိုရင်မျိုးနှလုံးပေါင်း8ရှိတဲ့အတွက်ကျွန်တော်တို့က3ညဖြစ်အောင်ဆိုရင်ကျွန်တော်တို့က2ပိတ်9ဖြစ်အောင်ဆိုနှလုံးပေါင်း8ရှိတဲ့အတွက်ကျွန်တော်တို့ကခွန်ပိတ်ပါတဲ့အဲ့တော့မျိုးတွေကြိုက်နှစ်သက်မှုရှိတဲ့မျိုးတွေကတော့လိုက်ကစားပါဗျာနော်2ခွန်ပိတ်6ထိပ်နဲ့2ခွန်ပိတ်ပါဗျာနော်60နဲ့မှ2 60နဲ့မှခွန်ကြိုက်တဲ့မိသားစုဝင်မျိုးတွေကစားပါဗျာနော်ကနန်းကတော့နှစ်ကွက်ထဲပါကြိုက်နှစ်သက်မှုရှိတဲ့ဆိုရင်လိုက်3ပါဗျာနော်ဒါကတော့အပိတ်လိုင်းပါဗျာနော်2ခွန်အပိတ်ပါဒါကတော့ကျွန်တော်တို့က6ထိပ်ဒီဘက်ကလည်း6ထိပ်ပါဗျာနော်ဝင်ရောက်ကြည့်ရှုအားပေးသွားတဲ့မိသားစုဝင်မျိုးတွေဖုန်းရမှန်လေးကိုတယောက်ကို2ချက်စီတောက်ပြီးလိုက်လက်မလေးပေးထားခဲ့ပဲကြပါအောင်ဗျာနော် channel ကို subscribe မလုပ်ရသေးတဲ့လူသစ်တွေများပါလာခဲ့ရင်လည်း channel လေးကို subscribe လုပ်တော့ဖို့လုံးဝမမေ့ကြပါနဲ့ဗျာနော်ခုနေ့မနက်ခင်းမှာကျွန်တော်ပေးတဲ့ကနန်းလေးနဲ့မိသားစုဝင်မျိုးတွေအားလုံးပဲရကြပါစေပေါက်ကြပါစေကံကောင်းကြပါစေဗျာနော်